Bangkok မြို့ရွှေတောင်ကြားရုပ်ကဖြစ်တဲ့ဖုံးဖုံရဲ့ prime location မှာ luxury condo တစ်ခန်းကိုလူကြီးမျိုးပိုင်ဆိုင်ရှင်မှာသလားဗျအခုပြပေးတာကတော့ Noble Emirates ကျူပွိုက် condo ရဲ့99 square meter 3 bedroom အခန်းပဲဖြစ်ပါတယ်နာမည်ကြီး Noble developer ကဆောက်လုပ်ထားပြီးတော့1 square meter ကိုဘတ်2,500,000ဝန်းကျင်နဲ့စတင်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ဗျမြေအကျယ်3031 ရိုင်ကျယ်ဝန်းတဲ့မြေပေါ်မှာတည်ဆောက်ထားပြီးတော့အခန်းပေါင်း358ခန်းဒီပေါင်းမှာပဲဖြစ်ပါတယ်ရွေးချယ်စရာအခန်းတွေနဲ့ကတော့1 bedroom 2 bedroom 3 bedroom 4 bedroom နဲ့ penthouse တီပေါင်းမှာပဲဖြစ်ပါတယ်ဗျအစိမ်းလိုင်း BTS promo ရထားခဲ့ကို9မိနစ်အတွင်းလမ်းလျှောက်ရုံနဲ့ရောက်ရှိမှာပဲဖြစ်ပါတယ်အနီးနားမှာ luxury shopping mall ဖြစ်တဲ့ M Quality M Spirit Emporium လို့ရှိမှာဖြစ်ပြီးတော့ဗန်ဂျန်ကတီပန်းချံကိုလည်းအလွယ်တကူလမ်းလျှောက်နိုင်မှာပဲဖြစ်ပါတယ်model design အခန်းလျောက်ဖွဲ့စည်းပုံတွေပေါအောင်မှာပဲဖြစ်ပါတယ်အနာဂတ်မှာတန်ဖိုးမြင့်တက်နိုင်တဲ့ prime location မှာတည်ရှိရဖြစ်တဲ့ကြောင့်မို့နေထိုင်ဖို့ပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် Noble MS promo ကတော့ရွေးချယ်တဲ့ luxury condo တစ်ခုပဲဖြစ်ပါတယ်2028မှာဆောက်လုပ်ပြီးစီမှာပဲဖြစ်ပါတယ်အဲဒီတော့ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်မယ်ဆိုတော့ GIG Town Street ကိုဆက်သွယ်မြင်းမြန်းစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်